အကျဉ်းမြေမမားကြဖို့အသေးပေးရှင်းပြလာတဲ့ယတနာဖို့အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရှင်။ဘာမီနောင်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အနုပညာလမ်းကြောင်းပေါ်မှာတော့ယနေ့ချိန်ထိပရိသတ်ရဲ့အပေဝေးရမှုတွေကိုအပြည့်အဝရရှိထားတဲ့အကယ်ဒမီမင်းသမီးကျော်လေးယတနာဖို့ကတော့အနုပညာလုပ်လေးတွေမှာစတိုက်ဆိုသလိုလောက်ကိုင်းနေရပြီးပွဲတက်တွေကိုမကြာခဏဆိုသလိုတက်ရောက်ပြီးနေရတာပါ။ဒီကနေ့ထိအနုပညာလုပ်တွေမှာစ조사လောက်ကိုင်းနေရင်တယောက်တည်းအေးချမ်းချမ်းဖြတ်တန်းနေတဲ့တရုတ်ဆောင်ယတနာဖို့ကိုတော့သူ့ဘက်ကိုအားပေးချစ်ခင်နေကြတဲ့ပရိသတ်တွေကငကိုသူဘွားလေးနဲ့မြင်တွေ့ချင်နေကြပြီဖြစ်ပါတယ်။ဒီကနေ့မှာတော့တရုတ်ဆောင်ရတနာဘွားကိုမျိုးမဲဆိုရဲ့မန္တလေးမြို့ဝီဒင်ဖရိုင်မှာပါဝဲအားပြည့်ပေးခဲ့ပြီးပရိသတ်တွေကသူမကိုမင်္ဂလာအခမ်းအနားလေးနဲ့မြင်တွေ့ခဲ့တာကြောင့်အထင်လွဲနေကြတဲ့အပေါ်အင်တာဗျူးကနေပွေ့ပွေ့လင်းလင်းပဲပြောဆိုဖြေရှင်းလာခဲ့ပါတယ်။ရတနာဘွားပရိသတ်တွေကမင်္ဂလာဝတ်စုံနဲ့တွေ့ရတော့အထင်လွဲနေကြတာတွေရှိတာပေါ့နော်လို့ဆိုပါတယ်။ရတနာဘွားအဲအကြောင်းလေးတွေကိုလည်းအခုလိုပဲအသိပေးပြောပြလာခဲ့ပါတယ်။တရုတ်ဆောင်ရတနာဘွားဒါပရိသတ်တွေတင်တယ်လို့မျိုးမဟုတ်ပါဘူး။ကိုမျိုးမဲဆိုရဲ့မန္တလေးမြို့ဝီဒင်ဖဲလီမှာပါဝင်အားဖြည့်ပေးတာပါခန်းစားချက်ကတော့ပုံမှန်ပါပဲနှစ်တိုင်းထိုင်မတိန်တွေဝတ်တယ်နှစ်တိုင်းဒီထိုင်မတိန်တွေရိုက်ရတယ်မင်းသမီးတယောက်နဲ့ထိုင်မတိန်ဆိုတာတနေ့မှထိုင်မတိန်ပေါင်းရောင်စုံကိုဝတ်ရတာမင်းသမီးတိုင်းပါပဲထိုင်မတိန်တွေဗမာဝတ်စုံတွေကတော့မင်းသမီးတိုင်းဝတ်ပြီးကြွညာကြတာဆိုတော့အခုလဲထိုင်မတိန်ကြွညာလေးတွေလာကန်လန်ထားလေးတွေရှိရပါတော့စေကူရဲကတော့မထူးတီးပါအကြီးကတော့ကိုကဗမာမီးလေးဆိုတော့ဗမာဆန်ဆန်ဗမာအမွေနှစ်လေးတွေကိုပူကြိုက်တယ်အခုတော့အင်တောင်ရင်းနဲ့ပတ်သက်လို့စေကူရဲကမရှိတော့ပါဘူးရေမန်းကြတဲ့တက်တွေကကြော်ကြော်ကုန်လို့ဘာမှမရေမန်းတော့ပါဘူးငငယ်တုန်းကတော့အသက်29 28 30ပေါ့အခုကကြော်သွားပြီဆိုတော့မရေမန်းတော့ပါဘူးဆိုပြီးတရုတ်ဆောင်ရတနာဘူကဝပွေလေးလေးပဲပြောပြလာခဲ့ပါတယ်တရုတ်ဆောင်ရတနာဘူကတော့ထိုင်မသိဝတ်စုံတွေဝတ်စင်ရတဲ့ပတ်သက်လို့အမြင်နဲ့လူလိုကြော်ညာတဲ့ဝေဒင်ရှိုးရီမှာဝစ်စင်နေရတာဖြစ်ပြီးမြန်မာမင်းလေးတယောက်အနေနဲ့မြန်မာစံစံဝစ်စုံတွေကိုပဲပုံမွေးကြိုင်နေတက်တယ်လို့ဆိုပါရီအားလုံးရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့တရုတ်ဆောင်ရတနာဘိုးကတော့အိမ်တော်ပြုတ်ဖို့ကိုမစင်စားသေးပဲသူဝတနာပါတဲ့နုပြလုပ်တွေကိုပဲစူးစမ်းလုပ်ကိုင်နေတဲ့ရှိပါရီအခုလက်ရှိမှာဆိုရင်တော့ရိုက်ကူးရည်လေးစက်တိုက်ပါဝင်ရိုက်ကူးပေးနေရပြီးပွဲရိုက်တွေနဲ့ပတ်သက်ပြီးတော့လေရတနာဘိုးကအခုလိုပဲပြောပြလာခဲ့ပါရီတရုတ်ဆောင်ရတနာဘိုးကအခုကားလေးကတော့ character လေးလဲဆန်နေဇက်လေးကလည်းဆန်နေကိုမလို့ဘူးတဲ့ character လေးလည်းဖြစ်တယ်ပေါ့နော်ပြီးတော့အစုံလေးတွေကလည်းဆန်းနေဆိုတော့အတိကဇက်ကလေးလည်းကြိုက်လို့လက်ခံဖြစ်တာပါရှင်ပရိသတ်တွေလည်းကြိုက်ကြမယ်လို့ထင်ပါတယ်ဒီရွေမှာရရှိထားတဲ့အောင်မြင်မှုရဲ့ပရိသတ်တွေရဲ့ချစ်ချင်းကိုအတမိုးထားကြောင်းအလုပ်ပေါ်မှာပဲလောဘပူပြီးစူးစမ်းနေတာဖြစ်ကြောင်းပုပ်ပွလင်းလင်းပြောပြလာခဲ့ပါတယ်ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့စေဝန်စားအဖွဲ့ရာဆယ်လီတင်းကြောင်းအသစ်နဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့အသစ်တစ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပေးခေါင်းလေးကိုလည်းနေထားပြကြပါရှင်အဆုံးထိအပိကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်